နေကောင်းကျမ်းမာကြပါရဲ့လားခင်ဗျာအခုတစ်ခါမှာတော့ Disney ရဲ့2026မှာထွက်ရှိလာမဲ့ animation ရုပ်ရှင်ဇာတ်ကားတွေကိုပြောပြသွားမှာဖြစ်ပါတယ် Hoppers ပထမဦးဆုံးအနေနဲ့2026ခုနှစ်မတ်လ6ရက်နေ့မှာရုံတင်ပြသပြီးသွားမဲ့ Hoppers ဆိုတဲ့ရုပ်ရှင်လေးဖြစ်ပါတယ်ဒီရုပ်ရှင်ဟာ Mabel လို့ခေါ်တဲ့တရိတ်ဆန်ချစ်သူမိန်းကလေးတစ်ယောက်အကြောင်းပါသိပ္ပံပညာရှင်တွေဟာလူသားတွေရဲ့စိတ်အာရုံကိုစက်ရုပ်တရိတ်ဆန်တွေထဲထည့်သွင်းနိုင်တဲ့နည်းပညာတစ်ခုကိုတီထွင်လိုက်ကြပါတယ်။ Mabel ကဒီနည်းပညာကိုအသုံးပြုပြီးဖြန့်စက်ရုပ်တစ်ရုပ်ထဲကိုသူမရဲ့စိတ်အာရုံကိုကူးပြောင်းလိုက်ပါတယ်။ရည်ရွယ်ချက်ကတော့တရိတ်ဆန်တွေနဲ့ဓာတ်ရိုက်စကားပြောဆိုဆက်သွယ်ဖို့နဲ့သူတို့ရဲ့လျှို့ဝှက်တဲ့ကမ္ဘာအကြောင်းကိုလေ့လာဖို့ပဲဖြစ်ပါတယ်။ Toy Story 5ဒုတိယတကားကတော့အားလုံးစောင့်မျှော်မနေကြတဲ့ Toy Story 5ပဲဖြစ်ပါတယ်။ကျွန်တော်အပါအဝင် Disney ပရိသတ်တော်တော်များများက Toy Story 5ကိုထွက်မလာစေချင်ကြတော့ပါဘူး။ဒါပေမဲ့ Toy Story 5မှာဘလို့အကြောင်းအရာတွေပါဝင်လာမလဲဆိုတာကိုစောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။ Toy Story 5ကို2026ခုနှစ်ဇွန်လ19ရက်မှာရုံတင်ပြသဖို့သတ်မှတ်ထားပါတယ်။ဒီတစ်ခေါက်ဇာတ်လမ်းရဲ့အဓိကအာရုံစိုက်ရမယ့်အချက်ကအယုတ်များနဲ့နည်းပညာပဲဖြစ်ပါတယ်။အခုခေတ်ကလေးတွေဟာအယုတ်တွေနဲ့ဆော့မဲ့အစားဖုန်း၊တက်ဘလက်နဲ့ electronic ပစ္စည်းတွေကိုပို့ပြီးဆွဲလန်းလာကြပါတယ်။ Bonnie လည်းပဲ Lilliput လို့ခေါ်တဲ့ tablet အသစ်ကလေးကိုပို့ပြီးအချိန်ပေးလာတဲ့အတွက် Buzz, Woody နဲ့အဖွဲ့သားတွေဟာမေ့လျော့ခြင်းခံရမယ့်အရေးနဲ့ရင်ဆိုင်ကြရမှာပါ။ Moana Live Action 2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Moana Animation ရုပ်ရှင်ဇာတ်ကားကိုအခုနှစ်ထဲမှာတော့လူကိုယ်တိုင်သရုပ်ဆောင်တဲ့ရုပ်ရှင်အဖြစ်ပြသတော့မှာဖြစ်ပါတယ်။အစက2025ခုနှစ်မှာပြသဖို့စီစဉ်ထားပေမဲ့အခုအခါ2026ခုနှစ်ဇူလိုင်လ10ရက်နေ့မှာရုံတင်ပြသဖို့သတ်မှတ်ထားပါတယ်။ဒါဟာမူရင်း animation ရုပ်ရှင်ဇာတ်ကားထွက်ရှိခဲ့တဲ့10နှစ်ပြည့်အထိမ်းအမှတ်လည်းဖြစ်ပါတယ်။ဇလန်စကွက်တွေကသိပြီးသားမှုအများကြီးညွှန်မနေတော့ပါဘူးခင်ဗျာ။ Hacks နောက်ဆုံးဇာတ်ကားလေးကတော့2026ခုနှစ်နိုဝင်ဘာလ25ရက်မှာထွက်ရှိလာတော့မယ် Hacks Animation ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Hacks ဟာ Disney ရဲ့ထုံးစံအတိုင်းမှော်လောကကိုအခြေခံထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအရာအဓိကဇာတ်ကောင်ဟာသူမရဲ့မိသားစုအပေါ်ကြာရောက်နေတဲ့ခြေဟောင်းကျိန်စာတစ်ခုကိုချိုးဖျက်ဖို့ကြိုးစားရင်မော်ပညာတွေပြည့်နှက်နေတဲ့ကမ္ဘာသစ်တစ်ခုကိုရှာဖွေတွေ့ရှိသွားပုံကိုရိုက်ကူးထားတာပါအခုဗီဒီယိုကိုကြည့်နေကြတဲ့ Disney ပရိသတ်တွေကဘယ်ကားတွေကိုစောင့်မျှော်နေကြပါသလဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ခင်ဗျာ